nhanh chi tập cho phải cho từ lời ảo á từ giờ lâu nè sao cái phòng nhà bị mà ok ai làm cả rất đầy mì chế nè lúc cả so good ngon mm tuyệt vời mm ngon Hello, alo, bé mình là Ken mà cho video này bông mà biến tìm phiền đi đấy, so chỉ có cho daily vlog bông ra đi vào cho nó, hay phiền đi, nó số dài dài cho những cái này, cho nên là thì mới gặp mà vlog sẽ xin nhiều mà bị trả đấy, so mấy cái phiền toán mà để học từ lúc cho chạy nên mà lại transformation từ cũ để phiền toán này để mọi nó so ai alo apia la tema be so ဒီတော့ချိန်မှာねခု Christmas ကာလရောက်လာပြီဆိုတော့ဒီဘက်အတွက်တော့ကျွန်တော်အိုင်ကီယာသွားတယ် Christmas decoration တွေနဲ့တော့ကြည့်ရပါတော့လေးကိုရအချစ်နဲ့ချစ်ပေါ့ချစ်ကပါလေးစီရောက်တော့ရင်တခါကျွန်တော် IKEA သွားတဲ့ဗီဒီယိုလေးကျွန်တော်တခါတင်ပို့ခဲ့တယ်ဆိုတော့ကျွန်တော်အများကြီးတော့describe တော့မလုပ်ဘူးပေါ့နော်ဆိုတော့ဒီက IKEA အကြောင်းကျွန်တော်နည်းပြောပြရင်းနဲ့ကျွန်တော်ဘာလို့ဒီ IKEA အရင်ချရတဲ့အကြောင်းရင်းပေါ့ဆိုတော့ကျွန်တော်ရောက်တော့အမျိုးမျိုးအပြင်မတူကြဘူးလို့ဆိုတော့တချို့ကျွန်တော်ဒီ IKEA product တွေ fancy ဖြစ်တယ်အရင်ဒီခိုင်ခံမှုမရှိဘူးเนาะအဲ့ဒါလည်းမှန်တယ်တော့မှန်တယ်ဒါပေမဲ့အသုံးပြုတဲ့လူပုံမှန်မှုတရားပေါ့เนาะဆိုတော့ကျွန်တော်တို့ကျတော့ကျွန်တော်တို့ကြတော့ပစ္စည်းရောလို့အချမ်းပြတဲ့အရင်တော့မသုံးဆိုခိုင်ခန့်ကြီးဖြစ်နေစေရလဲကျွန်တော်အရင်တော့မလို့ဘူးလို့ဆိုတော့ဒီနေ့တင်သုံးတဲ့အခါမှာရရှိခံတယ်ပေါ့ဆိုတော့ IKEA ကအဲ့လိုမျိုးတွေတော့ဆင်ပြေတယ်ဒါပေမဲ့အကျန်းသုံးမှုတော့ကျွန်တော်ဆင်ပြေဘူးဆိုတာတော့ကျွန်တော်လည်းလက်ခံတယ်ဆိုတော့ဒါကတော့ကျွန်တော်ကျွန်တော် IKEA ပုံမြင်ပေါ့လို့ဆိုတော့ IKEA ကကျွန်တော်ဘယ်ကနေစသိလဲဆိုတော့ YouTube ဒီကပဲသိတာဆိုတော့ကျွန်တော်များ lifestyle blogger တွေသုံးကြတယ်ဆိုတော့ကျွန်တော်လည်းသဘောကျတယ်ပစ္စည်းလေးတွေကaesthetic ဖြစ်တယ် affordable တော့ကျွန်တော်မြန်မာပြည်ကလူတွေအတွက်အရင်မဖြစ်ပေမဲ့ဒီနိုင်ငံခြားသားတွေအတွက်တော့ affordable ဖြစ်တဲ့ဒီသူတို့ပြောတဲ့ဘယ်လို price လဲခဏနေပေါ့ဟိုစား budget လို့သူတို့ကပြောတယ်ဆိုတော့ကျွန်တော်တို့တော့ budget မဟုတ်ပါဘူးဒါအရင်ကျွန်တော်တို့ဆိုရင်တော်တော်လေးစုဝေးရတဲ့အနေထားမှာတော့ရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့ချက်သွားကြည့်ရ window shopping ပဲဖြစ်ဖို့များလိမ့်မယ်ဘာလို့ဆိုတော့ဒီစီရန်စီကြီးရ Christmas decoration တွေတွေ့တယ်ဒါပေမဲ့ရန်စီကြီးတဲ့ကြောင့်မို့ကျွန်တော်တို့အဆုံးမှာတော့ကျွန်တော် window shopping တွေနဲ့ပဲကျွန်တော်တို့ Dollar Tree ကိုပြန်ဝင်ခဲ့တယ် Dollar Tree မှာပဲ Christmas decoration တွေပြန်ဝင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာတော့မီးလုံးလေးပါလေးလောက်ပဲကျွန်တော်ဝင်သွားလိုက်တော့တယ်ပေါ့နော် IKEA ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ຢာတစ်ခုပြောပါဆိုတော့အခုဒီ Best Buy ဆိုတဲ့ဒီ electronic retail ပေါ့နော်သူနဲ့ corporate လုပ်ပြီးတော့သူတို့display showroom ဒီလုပ်နေတယ်ဒီက Florida တို့ California တို့မှာစနေတယ်လို့ကျွန်တော်သိရတယ်ဆိုတော့တကယ် electronic device ကောင်းကြီးနဲ့သူတို့တကယ် collab လုပ်ပြီးတော့သူတို့ furniture တွေ home appliance တွေသူတို့ရောင်းဖို့စီစဉ်နေတယ်လုပ်လဲစားလုပ်နေတယ်လို့ကြားပါတော့ဆိုတော့ဒါတကယ်စိတ်ဝင်စားစရာကောင်းတဲ့ဒီ business background တွေကြည့်မယ်ဆိုရင်ဒီ good partnership ပေါ့နော်ဆိုတော့တကယ်ကောင်းတဲ့ collab တစ်ခုလို့ကျွန်တော်မြင်တယ်ဒီဘာလို့ဆို IKEA မှာကျွန်တော်လည်းကြည့်နိုင်တော်တော်များတဲ့ device တွေကသူတို့အတူလေးတွေထည့်ထားတာပေါ့နော်ရုပ်လေးပဲနောက်ပိုင်းဒီမှာတကယ်electronic Best Buy နဲ့သူ collab လုပ်ပြီးတကယ်ပစ္စည်းအစီအစဉ်ထည့်ပြီးတော့ရောင်းသွားမယ့်ပုံစံမျိုးပါရှိရပါတော့ဆိုတော့ stay tuned ပါတိတ်မလောက်အေးဒါလေးလေဟောအဆုံးသတ်ကြရလဲကျွန်တော်တို့နဲ့ကိုင်ကြီးရဲ့ Dollar Tree ဝယ်ကြောပြန်ရောက်ခဲ့ပါတယ်ဆိုတော့အမှန်တကယ်ပစ္စည်းတွေလည်းလာတယ် quality ကလည်းပေးရတဲ့လောက်နေတော့တန်တယ်အဲ့ဒါကြောင့်
ကျွန်တော် Christmas tree နဲ့တခြား decoration တွေကျွန်တော်ဝယ်ထားတယ် Christmas tree ဆိုကျွန်တော်6ချက်ပေါ့နော်$6နဲ့ဒီလေးပြီးကြော်စားလေးရတယ်ဆို it's good enough I mean ရှင်းပြရတယ်နော်ပတ်စံနဲ့ရိုင်းလို့မဖြုံးချင်ဘူးဆိုတော့ဒီဟာလေးနဲ့ပဲကျွန်တော် Christmas ရဲ့အရာသားလေးကျွန်တော်ဖန်တီးမယ်ပေါ့နော် So ကျွန်တော်တို့ဒီမှာ Christmas decoration idea လေးတစ်ခုကျွန်တော်ဘယ်လိုမျိုးစဖြစ်ခဲ့လဲဆိုတော့ကျွန်တော်နည်းပြောပြချင်တယ်အဓိကတော့ကျွန်တော်တို့အခန်းအယောင်မျိုးရေးစဉ်းစားလိုက်တယ်ဆိုတော့ကျွန်တော်တို့ကChristmas tree အစိမ်းရောင်ကြီးကိုကျွန်တော်အသုံးချင်ပါတော့ကျွန်တော်ထဲမှာထည့်ထားတဲ့ furniture နဲ့အခန်းမှာကွတ်ထားတဲ့ပေါင်ကွတ်တွေနဲ့တိတ်လိုက်ဖက်နေတယ်လို့ခံစားရအောင်ပေါ့တော့ကျွန်တော်လည်းငကိုကလေးကဒီနေ့လာစီအောင်ဆိုတာပါတော့ကျွန်တော် interior design တက်ပြီးတယ်ကျောင်းတော့စုံတိမတက်လိုက်နိုင်ဘူးဆိုတော့ဒီဘက်ကိုဒီဘက်ကိုထွန်းလာလိုက်ရတယ်ပေါ့နော်ပြီးတော့လည်းကျွန်တော်အချိန်နဲ့မပေးနိုင်တော့ဘူးကျွန်တော်ဒီမှာစဉ်းစားမိတာက color ထုတ်နေကိုကျွန်တော်တို့ဒီအတွင်း furniture နဲ့လိုက်ပါအောင် furniture နဲ့ဒီအခန်းရဲ့အနားတွေကလည်းဒီအညူရောင်တွေတုံးထားဖြစ်တဲ့ကြောင့်မလို့စိမ်းရောင်လေးဆိုရင်အရင်လိုက်ဖို့မရှိဘူးကျွန်တော်အမြင်နဲ့ညမို့ပြကျွန်တော် copy ဖြစ်အောင်နေကျွန်တော်အဖြူရောင် Christmas tree ကိုကျွန်တော်တုံးထားပါတော့ဆိုတော့စိမ်းရောင်နဲ့သူကလည်းသူတော့လာပါလိမ့်မယ်ဒါပေမဲ့နည်းဆန်းတော့တော့ဖြူရောင်တုံးတယ်ဆိုတော့ Christmas tree ကိုကျွန်တော် color ဆုံးမထည့်ဘူးဒီကကျွန်တော်ရွှေရောင်နဲ့အနီရောင်အဲ့လိုချက်သွေးရောင်နဲ့ကျွန်တော်ဒီကသုံးဖို့ကျွန်တော်ဒီစီလေးဝယ်လာတယ်ဆိုတော့ဟိုဒီအပြာရောင်ကျယ်ပြီးတော့ကျွန်တော်စတော့ဒီမှာထည့်ထားတယ်ဒါပေမဲ့နောက်တော့ကြည့်ရသိမလားတော့ကျွန်တော်ဒီကားပေါ်မှာဆောက်ပြတဲ့ပုံမှာကျွန်တော်ပြောင်းထည့်လိုက်ပါတော့ဆိုတော့ချုံပြီးပြောမယ်ဆိုရင်တော့အရင်က start ဖြစ်တဲ့ white color Christmas tree လေးပဲဖြစ်ပါတယ် ဒီမှာလာကြည့်လိုက်ဒီမှာလို့ဆိုတော့ခန်းမှာ Christmas tree နဲ့လိုက်ပါတော့ဒီတန်းလေးပြန်ဝင်လာတယ်ဒီတန်းကတော့အများကြီးတော့မဝယ်ခဲ့ဘူးတကူပဲဝယ်ပါဆိုတော့ Christmas tree ထက်အောင်စီကြီးတယ်တော့ခုနှစ်ချက်တစ်ချက်ပိုများနေဆိုတော့ဒီခုလေးနဲ့ကျွန်တော် Christmas tree ကို support လုပ်ပေးအောင်နော်ဆိုတော့လာရင်အင်းရှိတကားလေးမှာတော့ဖဲပြားလေးပဲတက်ထားတယ်ဒီ bell လေးနဲ့ပေါ့နော် so Christmas decoration ကတော့ဒီနောက်ပါပဲဆိုတော့ဒီ Christmas ကလာမှာဒီကအလားစင်တာတက်ဒီကိုတက်ပေးပြီးတော့ getting it ဒီ issue ဆိုတော့ဖျားရပါတော့ကိုကျွန်တော် computer အနေနဲ့ဒီမွေးနေ့ကိုစနေပေးလို့ချင်းဖြစ်တယ်ဆိုတော့အများနဲ့ကောင်းနေမှာထဲတာလို့လို့နော်ဆိုတော့တရားဟောတာမဟုတ်ဘူးဒါတော့တကယ် Christmas ရဲ့ message Christmas ရဲ့ theme ဖြစ်ပါတယ်အဲဆောင်ဒီချစ်ပြီးတော့ကျေးဇူးတင်နေအောင်နာ person စာ Christmas ရဲ့ theme ဖြစ်ပါစေ